မင်္ဂလာပါရှိရိုရဲ့မိတ်ဆွေများကိုလိုက်လွှင့်တာမှာအောင်မြင်လို့ဒီဗီဒီယိုရိုက်ပြီးတင်ပြလိုက်တာဒီဖရင်လေးကဒီလိုပါဗျာ9 4 3 5ပြီးသားပိတ်5ခု4ခုအဲဒီ9 4 3 5ဒီဘယ်လိုဖြစ်လဲ9ရဲ့တကွင်းညော3ညဒီက9လားဖြစ်တယ်ဟာဒီရှစ်ကလည်းပဲတကွင်းညော9ဒီနှစ်ကရှစ်လားဖြစ်ပါတယ်3ညလှည့်ရောက်လာပြီ3ညရဲ့တကွင်းညောမှာလေ6ခွန်က3ညလားဖြစ်ပါတယ်ပြီး9 8 3ညပြီးရင်ဒီနောက်ကမှာ9 8 3ညပြီးနောက်တစ်ခါ9လက်9ကနေပြီးတော့ဒီမှာတပင်းကြိုပြီးတော့နောက်ပြီးခဲ့တဲ့ပင်ကပေါ့3ညခံထားတော့9ကျင်ရင်နောက်ပေါင်း9နဲ့တာတော့ပေါ့နော်အဲ့တော့ဒီမှာ3ည8ခွန်9ဒီမှာဒီဘွဲဆက်ပြီးသွားပြီးပါပြီဒီဘွဲဆက်ပြီးပါ9ဘွဲဆက်ပြီးမယ်ဆိုရင်တော့9 8 3ည9ပြီးရင်6ဖွေရအတွက်ကတပင်းကျော်မှာ3ခံထားတယ်3ထိခံထားပြီးအဲ့လိုဆိုရင်နောက်တွဲဟာ3ဖြစ်ပါတယ်နောက်တွဲဟာ3ဖြစ်ပါတယ်ဒါဆိုရင်9 8 3ည9 6နဲ့3ည9 6နဲ့9 8 3ည9 6လို့မှတ်ထားတာနောက်တွဲ3ပေါ့ဟုတ်ပြီအဲ့ဒါလေးကိုမှဒီ9 8 3ည9ကိုတစ်မျိုးပြန်ဆော့တစ်မျိုးပြန်ဘယ်လိုဆော့မလဲဆိုရင်ဒီမဲ့9 8 3ညဒီ9ဒီသူကြတော့တပင်းမကြော်တော့ဘူးနှစ်ပင်လာကြော်နှစ်ပင်ကြော်ပြီးတော့ဘယ်လို9လဲခွာ9နဲ့6နဲ့ဟာ9ဖြစ်ခွာ9နဲ့6နဲ့က9ဖြစ်အဲ့လိုစစ်ကတော့တပင်နှစ်ပင်ကျော်မှာခွာ10နဲ့3ညနဲ့က10ဖြစ်ဟုတ်ပြီနောက်တစ်ခါ3ညအလှက်တပင်နှစ်ပင်ကျော်လိုက်မှာခွာ9နဲ့3နဲ့က3ညအဲ့တော့9 8 3ည9 9 8 3ည9နော်အဲ့တော့3ည9 8 3ညဒီတာဝန်ကြည့်ပြီး9လှည့်ရောက်နေ9ကနေတပင်နှစ်ပင်ကြိုလို့ရှိရင်ခွာဘူရှိနေပြီခွာဘူရှိလို့ရှိရင်ကျွန်တော်တို့ကထိတ်9လို့ရေးရမှာဖြစ်ပါတယ်အဲ့တော့ထိတ်9နဲ့ခုနကနောက်ပေါင်း3နဲ့ထိတ်9နဲ့နောက်ပေါင်း3နဲ့တွဲလိုက်လို့ရှိရင်9 3ည3 9 1 2 9 2 9 9 30 9 4 9 9 5 8 9 6ခွန်9ခွန်6 9 8 9 9 9လို့ကျွန်တော်တို့ဒီ10ခွက်ကိုမှတ်ထားရပါဦးလို့အဆွေတို့ရဲ့မိတ်ဆွေများကိုနော်ဒါပထမဆုံးရတဲ့ခွင့်အနေနဲ့တင်ဆက်ပေးလိုက်ပါတယ်အားလုံးကံတူကံကောင်းကြပါစေအားလုံးကံတူကံကောင်းကြပါစေ